မြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာလူမျိုးတွေအနေနဲ့မြန်မာစာအုပ်တော့တန်ဖိုးထားမှာကိုလူမျိုးကိုစာပေမှာတန်ဖိုးမထားဘူးဆိုရင်ကိုနိုင်ငံကိုတန်ဖိုးမထားရကြတယ်ကိုလူမျိုးကိုတန်ဖိုးမထားရကြတယ်လေနော်ဆရာမတို့အနေနဲ့ကဒါမြန်မာစာအုပ်ဂုဏ်ထူးတန်းတွေကစပြီးတော့နော်စိတ်လိုက်မတက်သင်ယူလာခဲ့ကြတာပေါ့ဒီမြန်မာစာနဲ့ပဲတစ်သလုံးဟလားပါရဂူတန်းအထိလည်းပဲဘွဲ့ယူခဲ့တယ်နောက်ပြီးတော့တစ်သလုံးလည်းမြန်မာစာဆရာမအဖြစ်နဲ့ပါမောက္ခအထိကိုဆောင်ရွက်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်နောက်ပြီးတဲ့အခါကျတော့ဒီပြင်ဆင်ယူပြီးတဲ့နောက်ပိုင်းလဲပါရဂူတန်းတွေမှာအခုထိသင်ကြားပို့ချနေတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအခါကျတော့ဆရာမတို့တွေရဲ့မြန်မာစာနဲ့ပတ်သက်ပြီးတော့တန်ဖိုးထားရတာဆွဲလန်းရတဲ့အချိန်ကာလတွေကကြာခဲ့ပြီပေါ့ကြာတာနဲ့အမျှလဲဆရာမတို့ကငယ်လေးတွေကမြန်မာစာကိုအလေးနဲ့ထားခဲ့တယ်ညရအဗန်ကောင်းလေးစီမွေးက Cobras နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Virgin Coconut Oil ပါဝင်တဲ့အတွက်ဆန်သားကိုနှမောင်တန်းဆန်းစီက protein ဆုပ်ရှုပ်မှုကြောင့်ပျက်စီးနေတဲ့ဆန်သားကိုပြန်လည်အားဖြည့်ပေးပြီးစပင်တစ်ခွဖြစ်တာ6တွေ့ရနဲ့စပင်ချချင်းများကိုအမြန်ဆုံးသက်သာစေပါရဲ့ရှင်။ဆန်သားပြဿနာများအလုံးညအရာသာအကောင်းဆုံးအဲ့ဒါကတော့ဘယ်လိုပြောမလဲဆိုတော့တော်တော်လေးကျေပြန့်ပါတယ်ပေါ့နော်မြန်မာစာပေဆိုတာလည်းအင်မတန်ကျေပြန့်တယ်ဒီတဲ့ပို့ပြီးတော့အရေးကြီးတာဆရာမတို့အနေနဲ့ကဒါမြန်မာစာကိုဂုဏ်ထူးတန်းတွေကစပြီးတော့နော်စိတ်လိုက်မတက်သင်ယူလာခဲ့ကြတာပေါ့ဒီမြန်မာစာနဲ့ပဲတစ်သလုံးဟလားပါရဂူတန်းအထိလည်းပဲဘွဲ့ယူခဲ့တယ်နောက်ပြီးတော့တစ်သလုံးလည်းမြန်မာစာဆရာမအဖြစ်နဲ့ပါမောက္ခအထိကိုဆောင်ရွက်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်နောက်ပြီးတဲ့အခါကျတော့ဒီပြင်ဆင်ယူပြီးတဲ့နောက်ပိုင်းလဲပါရဂူတန်းတွေမှာအခုထိသင်ကြားပို့ချနေတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအခါကျတော့ဆရာမတို့တွေရဲ့မြန်မာစာနဲ့ပတ်သက်ပြီးတော့တန်ဖိုးထားရတာဆွဲလန်းရတဲ့အချိန်ကာလတွေကကြာခဲ့ပြီပေါ့ကြာတာနဲ့အမျှလဲဆရာမတို့ကငယ်လေးတွေကမြန်မာစာကိုအလေးနဲ့ထားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့ငယ်တုန်းကသင်တဲ့ဆရာကြီးတွေဆရာမကြီးတွေကအင်မတန်ကောင်းတယ်ဆရာကြီးဦးတင်မောင်ထေးတို့ဆရာကြီးဦးဖို့ကျော်မင်းတို့ဆရာမကြီးဒေါ်တန်းဆွေတို့ဒေါ်ခင်စောတို့ရှိတယ်ပေါ့နော်ဒီဆရာကြီးဆရာမကြီးကဆရာမတို့သင်နေဆိုတာကတော်တော်လေးကိုကွာခြားမှုတွေရှိတယ်ပေါ့နော်အဲ့တော့ဂုံလူရန်တက်တဲ့အချိန်မဟာဝိဇ္ဇာရန်တက်တဲ့အချိန်မှာကြောက်စာတွေဆိုရင်လည်းအချက်ပေါင်း60လောက်သင်ရတယ်အဲ့မှာ National Youth ဆိုလဲတအုပ်လုံးစသဖြင့်ပေါ့နော်စာအုပ်တွေကိုဒီတအုပ်လုံးလို့ပြည့်စုံသင်ရတဲ့အတွက်ဆရာမတို့မှာဒီစာပေတွေနဲ့ပတ်သက်ပြီးတော့နှစ်သက်ခြင်းတွေကပို့ပြီးတော့ဖြစ်လာတယ်သူတို့အပေါ်မှာပေါ့ရခံဆိုလဲရခံမှုယတုဆိုလဲယတုမှုပြုတ်ဆိုလဲပြုတ်မှုပေါ့နော်အဲ့လိုဆွမ်းလန်းစရာကောင်းတဲ့စာပေအဖွဲ့လေးတွေမှာတစားစိတ်ဝင်ပြီးတော့နှစ်သက်ခြင်းဖြစ်လာတယ်ပေါ့နော်ယခုအထိပါပဲအဲ့ဒါတော့ဘယ်လိုပြောမလဲဆိုတော့မြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာလူမျိုးတွေအနေနဲ့မြန်မာစာအုပ်တော့တန်ဖိုးထားမှာကိုလူမျိုးကိုစာပေမှာတန်ဖိုးမထားဘူးဆိုရင်ကိုနိုင်ငံကိုတန်ဖိုးမထားရကြတယ်ကိုလူမျိုးကိုတန်ဖိုးမထားရကြတယ်လေနော်အဲ့တော့စာပေမြင့်မှလူမျိုးမြင့်မယ်ဆိုတဲ့စကားလေးရှိတယ်ဆိုတဲ့အခါကျတော့မြန်မာစာဟာမြန်မာလူငယ်တွေကနေပြီးတော့တန်ဖိုးထားရမယ်လေးစားရမယ်ဘာလို့သူတို့ရဲ့ကာလတွေကဘဝကာလတွေကအကြာကြီးပဲနိုင်ငံအတွက်ဆောင်ရွက်နိုင်တဲ့အချိန်ကာလတွေကလည်းအကြာကြီးပဲကြံသေးတယ်ဆိုတော့သူတို့အနေနဲ့ကကိုမြန်မာစာပေကိုလေးစားပြီးတန်ဖိုးထားမှမြန်မာစာမြင့်မှနိုင်ငံနဲ့လူမျိုးလေးမြင့်လာမယ်လို့ဆရာမအနေနဲ့ထင်ပါတယ်နော်လူငယ်တွေကိုဖတ်တင်တယ်ဆိုတဲ့စာကတော်တော်ပြောရခက်ပါတယ်တမီးရဲ့နော်မြန်မာစာကိုအဓိကထားပြီးယူတဲ့လူတွေကြတော့သူကဒီရှေးစာတွေဖြစ်တဲ့ပြိုတွေအေးချင်းတွေမော်ကွန်းတွေရတုတွေနော်ရကန်တွေအမျိုးစုံကိုသင်ရတယ်သင်ရတဲ့အခါကျတော့ဒါသူတို့အနေနဲ့ဘာသာရပ်အတွက်သင်မိမယ်လေဘာဖြစ်လဲဆိုတော့ကိုယ်စာပေတွေကိုကိုယ်ကသိလာခြင်းအဖြစ်ကိုယ်လူမျိုးဟာတစ်ချိန်လုံးကနော်တကယ်ကိုယဉ်ကျေးမှုနဲ့ပတ်သက်လို့စာပေနဲ့ပတ်သက်လို့ခြေမြင့်ရှိခဲ့တယ်ခိုင်မာခဲ့တယ်ဆိုတာကိုဆရာမတို့အနေနဲ့နားလည်ခံစားရတာပေါ့နော်ဘာဖြစ်လို့ဆိုဆရာမဒီထိုင်းတို့ဘာလို့ပေါ့လေသူများနိုင်ငံကိုပြောရင်ကောင်းမှာမလားဖြတ်လိုက်ပေါ့နော်တခြားနိုင်ငံတွေကိုဆရာမတို့ရောက်တဲ့အခါမှာလေ့လာကြည့်တဲ့အခါမှာယဉ်ကျေးမှုအမှုပညာလက်ရနဲ့ပဲပြောနော်တခြားအကြောင်းအရာနဲ့ပဲပြောတတ်သိကြစရာတွေကအိမ်ရှိမြန်မာနိုင်ငံဟာအများဆုံးပဲယဉ်ကျေးမှုလက်ရတွေကနော်နိုင်ငံယဉ်ကျေးမှုလက်ရတွေကိုပြမယ်ဆိုရင်မြန်မာနိုင်ငံဒီနေ့ကနေနည်းနည်းလေးသွားလိုက်တာနဲ့ကိုပဲခရီးတဆူရပြီနော်သူ့ရဲ့အမှုပညာလက်ရာကိုလေ့လာပါတခြားနိုင်ငံတွေဆိုရင်ဒီလို tourist အနေနဲ့ကိုလိုက်ပြီးတော့လဲပတ်တဲ့အခါမှာတိတ်ပြီးတော့အဝေးကြီးတွေလျှောက်သွားနေရပြီမယ်လေဘာမှသိမရှိဘူးယဉ်ကျေးမှုလက်ရာပြစရာသိမရှိဘူးပေါ့နော်သူ့ရဲ့သဘာဝ
အနေအထားရှုခင်းတွေကိုပဲကြည့်ရတာများတယ်ဆရာမတို့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဆရာမတို့ကဂုဏ်လဲယူပါတယ်နောက်ပြီးတော့ဒီတက်လည်းပိုဖြစ်စေချင်တာပါလေဆိုတော့တို့ရဲ့မြန်မာနိုင်ငံကတော်တော်ကြီးကိုရှေးဟောင်းယဉ်ကျေးမှုအမှုပညာလက်ရာတွေရှိတယ်နော်အဲ့ဒီဟာတွေဖန်တီးပြီးတော့ထားခဲ့တယ်ဒါတွေကိုသာသိသိချာချာတန်ဖိုးထားပြီးဆက်လက်ထိန်းသိမ်းခြင်းအဖြစ်တို့လူမျိုးဟာတစ်ချိန်ကလည်းယဉ်ကျေးမှုအစဉ်တန်းမြင့်မားတဲ့လူမျိုးဖြစ်တယ်အခုလည်းယဉ်ကျေးမှုအစဉ်တန်းနေမြင့်မားနေတယ်ရှစ်ဆက်ပြီးတော့လည်းယဉ်ကျေးမှုအစဉ်တန်းမြင့်မားပြီးတော့ဒီယဉ်ကျေးမှုပေါ်မှာမူတည်ပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုလည်းဖြစ်လာနိုင်တယ်ဆိုတဲ့သဘောတွေကိုဆရာမအနေနဲ့တော့တွေးမိပါတယ်ဟုတ်ကဲ့သမီးကမေးတာဘယ်စာတွေကိုဖတ်တင်တယ်ဆရာမအနေနဲ့ချော်သွားတယ်အဲ့ဒါတော့ဟိုမင်းတို့ပြောင်းပေးလိုက်ပေါ့နော်အဲ့ဒါမျိုးစာပေကတော့အဲ့လိုဆရာမပြောချင်တာကတော့ဟိုမြန်မာကအဓိကကျောင်းသားတွေကတော့ဒီလိုဟာမျိုးတွေကိုသင်ရတယ်သင်ရတဲ့ခါကျတော့ကိုယ့်လူမျိုးကတစ်ချိန်လုံးကဘယ်လိုယဉ်ကျေးမှုတွေထွန်းကားခဲ့တယ်ဘယ်လိုစာပေအမျိုးအစားတွေကိုဖွဲ့ဆိုခဲ့တယ်နော်ဆိုတာလေးတွေသိရတာပေါ့ကွာဒါတွေကတခြားနည်းနဲ့တော့ဒီခေတ်မှာပေါ်နေတဲ့အဲ့ဒါသကပြေလေးတွေကြပြာလေးတွေနဲ့ရေးထားတဲ့စာပေလေးတွေကလည်းလူငယ်တွေကိုအတွေးအသိလေးတွေပေးနိုင်ပါတယ်စစ်မှန်တဲ့အတွေးမှန်အသိမှန်လေးတွေပေးနိုင်တဲ့စာပေတွေအများကြီးရှိပါတယ်ဒါကြောင့်မို့ခင်မိတဲ့စာပေတွေကိုလည်းဖတ်သင့်တယ်လို့ဆရာမထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုလိုနီခေတ်ကလည်းသိပ္ပံမောင်ဝါတို့ရဲ့ခေတ်ဆန်းစာပေတွေပေါ်လာတယ်အဲ့ခေတ်ဆန်းစာပေတွေကြောင့်မို့လို့လူငယ်တွေမှာအတွေးအသိတွေရလာတယ်ပေါ့နော်သိလွင်လာတယ်စာပေရလည်းဆန်းသစ်လာတယ်လို့ပဲဒီခင်မိတဲ့စာပေတွေကိုဖတ်ခြင်းအပြင်လဲနော်လူငယ်လေးတွေအတွက်ခင်မိတဲ့အတွေ့အကြုံအမြင်သစ်တွေရနိုင်တယ်လို့ဆရာမအနေနဲ့ယူဆပါတယ်